တင်ဘာကိုအပြစ်တင်ဖို့ရှာနေတာလေတင့်ရဲ့ပတ်ဝန်းကျင်လားတင့်ရဲ့ဆရာသမားလားတင့်ရဲ့ကံကြမ္မာလားအပြင်ဘက်ကိုလက်ညှိုးထိုးနေတာကိုရက်လိုက်ပါအောင်မြင်တဲ့လူတွေဟာဘယ်တော့မှစင်ကြေမပေးဘူးသူတို့ဟာတရက်ခန့်ကိုသူတို့ရဲ့မှန်ထဲမှာပဲရှာဖွေတယ်တင့်ဘဝရဲ့ရလက်အားလုံးဟာတင့်ရဲ့ဆုံးဖြတ်ချက်တွေကနေလာတာတင်ဟာဆင်းရဲတာလားတင်သာတာဝန်ယူပါတင်ဟာအားနေတာလားတင်သာတာဝန်ယူပါတင်ဟာတင့်ဘဝရဲ့ပဲ့ကင်ရှင်ပဲအဲ့ဒီတော့စင်ချေပေးတာကိုရက်လိုက်ပြီးတာဝန်ယူမှုအပြည့်အဝယူလိုက်ပါတာဝန်ယူမှုဆိုတာဝန်ထုတ်ဝန်ပေါ်မဟုတ်ဘူးအင်အားပဲတင်ဟာအားလုံးအတွက်တာဝန်ယူလိုက်တဲ့အခါအားလုံးကိုပြောင်းလဲနိုင်တဲ့စွမ်းအားကိုတင်ရလိုက်တာပဲတင်ရဲ့အထက်လူကြီးကမတရားဘူးလားတင်ထွက်သွားနိုင်တယ်တင်ကြရှုံးခဲ့လားတင်ပြန်လဲစတင်နိုင်တယ်တင်ရဲ့စိတ်ထဲမှာရှိတဲ့အနှုတ်လက္ခဏာဆောင်တဲ့အတွေးတွေအားလုံးကိုမိရှို့ပစ်လိုက်ပါတင်ရဲ့စင်ချေအားလုံးကိုပယ်ဖျက်လိုက်ပါငါ့ကိုကူညီမဲ့သူမရှိဘူးလို့မပြောနဲ့ငါ့ကိုငါကူညီမယ်လို့ပြောလိုက်ပါတင်ဟာတင်ရဲ့ရည်မှန်းချက်မပြည့်မီတာကိုအကြောင်းပြချက်ပေးနိုင်တယ်အဲ့ဒါကတင့်ကိုခဏတာစိတ်သက်သာရစေလိမ့်မယ်ဒါပေမဲ့နှစ်တွေကြာလာတဲ့အခါတင့်ရဲ့အချင်းထောင်ဖြစ်လာလိမ့်မယ်အခုပဲအချင်းထောင်တကားကိုဖွင့်လိုက်ပါကြရှုံးတဲ့အခါဘယ်သူကတာဝန်ယူလဲတင့်လားဒါမှမဟုတ်တင့်အဖွဲ့လားတင့်ရဲ့ကံမကောင်းမှုလားတင်ဟာစစ်မှန်တဲ့ခေါင်းဆောင်တူဆိုရင်အမားအလုံးအတွက်တင်သာတာဝန်ယူရမယ်တင့်ရဲ့အမားတွေကိုလက်ခံလိုက်ပါတာဝန်ယူမှုကတင့်ကိုတန်မာစေတယ်တင့်ရဲ့အမားတွေကိုလက်ခံပိုင်ဆိုင်တဲ့အခါအဲ့ဒီအမားတွေကနေတင်ယူခွင့်ကိုရလိုက်တာပဲတင်ယူခွင့်ကရှစ်ဆက်တိုးဖို့တွန်းအားပေးတယ်ရှုံးနိုင်ခြင်းဆိုတာရလက်မဟုတ်ပါဘူးရှုံးနိုင်ခြင်းဆိုတာတင်ယူဖို့အခွင့်အရေးပဲတင်မလို့ခြင်းတဲ့အခြေအနေမှာရောက်နေတာကအခြားလူတွေကြောင့်မဟုတ်ဘူးတင်ရဲ့မနေ့ကဆုံးဖြတ်ချက်တွေကြောင့်ပဲအဲ့ဒီတော့မနေ့ကတင်ပျက်စီးခဲ့တာတွေကိုဒီနေ့ပြန်လဲပြင်ဆင်လိုက်ပါတင်ဟာတင်ရဲ့ကိုယ်ပိုင်ကယ်တင်ရှင်ပဲအခုကစပြီးတင်ရဲ့စကလုံးတွေနဲ့တင်ရဲ့လောက်ရက်တွေကိုညီမျှပါစေငါလုံမယ်လို့ပြောလိုက်ရင်လှုပ်လိုက်ပါစင်ချေမလို့ဘူးရှင်းပြချက်မလို့ဘူးတင်ရဲ့ပန်းနိုင်ကိုအမှန်တကယ်လိုချင်နေဆိုရင်အဲ့ဒါကိုရဖို့တင်ပါမဆိုလှုပ်ရမယ်အားမရှိဘူးလို့ပြောတာကိုရက်လိုက်ပါအချိန်မရှိဘူးလို့ပြောတာကိုရက်လိုက်ပါအားလုံးကအကြောင်းပြချက်တွေပါပဲတင်ဟာတက်ရှင်နေတယ်ဆိုရင်တင့်မှာအချိန်ရှိတယ်တင့်မှာအင်အားရှိတယ်တင်ဟာတင့်ရဲ့အကောင်းဆုံးကိုမပေးသေးလို့ပဲတင်သာတာဝန်ရှိတယ်တင့်ဘဝရဲ့ကောင်းတဲ့အရာတွေအတွက်ရောဆိုးတဲ့အရာတွေအတွက်ပါတင်သာတာဝန်ရှိတယ်အဲ့ဒီတော့ဘယ်သူမှမကယ်တင်ခင်ကိုကယ်တင်လိုက်ပါတာဝန်ယူမှုရဲ့အုတ်ထုပ်ကိုစောင်းလိုက်ပါတင်ဟာအားရင်အပြည့်ရှိနေတဲ့ခေါင်းဆောင်ကောင်းတူဖြစ်သွားလိုက်အခုတင့်ရဲ့စင်ချေတွေအကြောင်းပြချက်တွေကိုလွင့်ပစ်လိုက်ပါတာဝန်ယူပါအောင်မြင်မှုကိုဖန်တီးပါဘယ်သူမှတင့်ကိုလာမကယ်ဘူးတင်သာတင့်ဘဝကိုအကောင်းဆုံးဖြစ်အောင်လုပ်နိုင်တယ်ကဲတင်အခုဘာလုပ်မှလဲအကြောင်းပြချက်တွေစက်ပေးနေအောင်မလား